Okay ဒီရုပ်တံဖိုင်တော့အားလုံးပဲကြည်ပြီးကြပြီဖြစ်မှာပါဆိုတော့ဒီဘာလဲဆိုတော့ဒီ BNI ဒီဘုံကလည်းအောက်ခံမှာရှိတဲ့ဒီတရင်သုံးကဒီဘူမျက်လုံးဆိုတဲ့ဒီတရင်မှုနေပြီးတော့မှဒီ energy လည်းအောက်ခံဒီတိုက်နယ်ပကဖခေါင်းဆောင်ကိုခေါင်းရိုက်ခွဲတယ်ဆိုတဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်ဆိုတော့ဒီဖြစ်စဉ်မှာဒီအစအဆုံးကိုကြည့်တဲ့အခါမှာဘလို့ဖြစ်တာလဲဆိုတော့ဒီတိုက်နယ်ပကဖခေါင်းဆောင်နဲ့ဒီသူ့ရဲ့ဒီ PDF တပ်ဖွဲ့ဝင်5-6လောက်နဲ့ဒီ BNI ဒီစုမှုတဲ့ဒီရွာတွေကိုဝင်လာတာဖြစ်ပါတယ်။ဝင်လာတဲ့ချိန်မှာလည်းသူကဒီအစစ်စစ်သူတို့ချင်းချင်းသူတို့ဒီ respect အနေနဲ့တရင်ပို့တယ်ဆိုပြီးတော့မှဒီတိုက်နယ်ပကဖခေါင်းဆောင်နေပြီးတော့ပြန်ပြောပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာသူတို့စကားများအချင်းများကြပါတယ်။အကြောင်းရင်းကတော့ဒီဘုံကားလည်းအောက်ခံမှာရှိတဲ့ဒီဘုံကားတစ်ပက်ဒီပုံမျက်လုံးကနေပြီးတော့မှသူ့ကိုတရေမပို့လို့ဆိုပြီးတော့ပြဿနာရှာတာဖြစ်ပါတယ်ဆိုတော့ဒီအစိုးဆုံးကတော့ဘယ်နားမှာအစိုးဆုံးလဲဆိုရင်တော့ဒီ PDF တပ်ဖွဲ့ဝင်တွေရောဒီတိုက်နယ်ပကဖခေါင်းဆောင်တွေကိုပါဒီမြေပြင်မှာဒီဝရမ်းမှောက်ခိုင်းပြီးတော့ဒီခေါင်းပေါ်လက်တင်ခိုင်းပြီးဒီဘိုးမျက်လုံးဆိုတဲ့သူကနေပြီးတော့မှသူရဲ့ကြောပေါ်ကနေပြီးတော့ခောက်တော့ခောက်ပြန်လမ်းလျှောက်ပြီးတော့မှတနက်ကိုမောင်းတင်ပြီးပစ္စတိုနဲ့ဒီခေါင်းကိုနှထင်းဒီခေါင်းကိုတိတ်ပြီးတော့မှသူချင်းချောက်ပြောဆိုရန်ကားနေတဲ့ပုံတွေလည်းဒီရုပ်တံဖိုင်မှာမြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီဘလောက်တော့စိုးနေလဲဆိုရင်တော့ဒီအရာကိုကြည့်ရင်အဖြစ်ဒီတော်လန်ရေးမှာဒီအဓိကရန်သူမိနေပြီးတော့အချင်းချင်းဒီမတည့်ဖြစ်နေတာတဲ့အရာတွေကြတော့ဒီလိုမျိုးအချင်းချင်းဒီပြိပခဖြစ်နေတဲ့အရာတွေမတည့်နေတဲ့အရာတွေဒီစစ်တပ်အတွက်ကတော့ဒါအားရစရာဖြစ်နေပါလိမ့်မယ်ဆိုတော့ဒီအရာတော့ဒီမဖြစ်သင့်ဘူးလို့ပဲမြင်ပါတယ်စနေတယ်မဖြစ်တင်မှုဆိုတော့လေတိုင်းနဲ့သိပါလိမ့်မယ်ဆိုတော့အဲ့ဒီမှာပြောခဲ့တယ်လို့ပါပဲတချို့ခေါင်းရိုက်ခွဲတယ်တချို့အဲ့မှာကြည့်မယ်ဆိုရင် PDF တပ်ဖွဲ့ဝင်တွေကမဲ့မလုံတဲ့လှုပ်ရင်အကုန်လုံးဒီသူတို့ကင်ထားတဲ့ဒီ point 5နဲ့ဒီ code ဆွဲပလိုက်မယ်ဆိုတော့ချင်းချောက်ပြောဆိုနေရတယ်လည်းတွေ့ရပါတယ်ဒီညောင်ကြည့်တဲ့ခါမှာတော့ဒီဘုံကားတို့အဖွဲ့တွေကိုဒီ NUG အနေနဲ့ပြက်သားရှင်းလင်းဖို့လိုအပ်နေပြီလို့ဆိုလို့ရပါတယ်ဆိုတော့တစ်ဖက်မှာလည်းဒီဘုံကားဒီမာလာရဲ့ဒီလက်ဝေခံလားဆိုတော့မဲ့စဉ်းစားစရာတွေဖြစ်နေပါပြီတကယ်လဲမြန်မာနိုင်ငံကြီးကဒီစစ်ကြုံဘွားကနေမလွတ်မြောက်သေးပါဘူးဒီလိုမျိုးတူတူလူငါသမင်တပူမင်းတပူတက်နဲ့ဒီခွက်ဆောင်ခုတ်ပြီးတော့လူနေကြမယ်ဆိုရင်တော့ဒီတော်လန်ကြီးကအောင်ဖို့အတွက်ကိုရင်လေးစရာကောင်းနေပါတယ်တော်လန်ကြီးအောင်ခဲ့ရင်တော့မဲ့ဒီမြန်မာနိုင်ငံကြီးကရှေ့ဆက်ရမယ်အရေးမှာတော်ကိုရင်လေးစရာကောင်းနေပါတယ်ဒီပြဿနာဖြစ်နေတဲ့အချိန်မှာဒီရွာသူရွာသားတွေကနေပြီးတော့ဝိုင်းအောင်ကြည့်နေကြတော့တွေးရပါတယ်အဲ့ဒီအချိန်မှာဒီရွာသူရွာသားတွေရဲ့စိတ်ထဲမှာဘလို့ရှိမလဲဟိုဒီမြန်မာစစ်တပ်ရဲ့လက်အောက်မှာနေရင်မှအေးချမ်းအောင်မယ်လို့သူတို့အတွေးထဲမှာတွေးကောင်းတွေးနေပါလိမ့်မယ်ဆိုတော့ဒီရုပ်တံဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်ပေးကြပါအောင်မပေါ်နေတဲ့တောင်းတာခဏလေးလားအဲ့ဒါတော့ကြည့်တယ်မိကတက်ထောင်းလာလိလားငါကိုယ်တိုင်မလုပ်ဘူးတို့ရမယ်ငလုံးတိုင်းရင်းရှိတယ်ပြောလိုက်ရှင်လေခင်ဗျားတိုင်းနေရဆိုတိုင်းရဆိုလိုက်ရှင်လေလာပြကြောင်းရှိတယ်လာပြကြောင်းရှိတယ်နော်ခင်းပေးလေဒီခင်းပေးဟုတ်တယ်မလားတို့ဒီမှာဟုတ်ကဲ့မင်းတို့ကဓမြနဲ့ခံလို့လို့ပါအရက်တွေတောက်လာပြီးဖြည့်ရှင်းလာပါ